အနေနဲ့ကကျွန်တော်မိတ်ဆွေပြည်သားများရွှေစကားရဲ့ပြည်သားများအားလုံးကိုစိတ်နဲ့ဖြာကျမ်းမာသည်တဲ့ကျမ်းမာအောင်ချမ်းသာသည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုးပန်တော်မူနိုင်ကြပါစေလို့လှိုက်လဲမေတ္တာဘုဒ္ဓအလုပ်ကိုဆက်တာလိုက်ပါတယ်ခင်ဗျာ။ယရနာအထုတ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့အတွက်2026ခုဇန်နဝါရီလ1လတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကိန်းမျိုးဟောရတာတော်တော်ဝမ်းသာစရာပါပဲစိတ်ချမ်းသာစရာပါလူတယောက်ရဲ့ဘဝမှာအခြေအနေစင်တန်းမြင့်နေသွားတယ်မနေ့ကနဲ့မတူဒီနေ့အလောက်ကနေတအားကောင်းတယ်ဝင်ငွေတွေတအားကောင်းလာတယ်အခြေအနေခွန်လန်းကောင်းတွေပေါ်တယ်ဆိုတာဒီလိုကိန်းမျိုးမှာလာပြီးကြုံရတတ်တာမျိုးဒီပေါက်တယ်လို့မဲပေါက်တယ်လို့စုရတယ်လို့ယာလူတိုးတယ်လို့အမွေရတယ်လို့အဲ့ဒါလိုမျိုးနေချင်းညာချင်းဆိုတယ်လို့ဝမ်းသာစရာကောင်းလောက်အောင်ဘဝအခြေအနေစင်တန်းမြင့်တက်သွားတဲ့အခြေအနေဖြစ်ပါတယ်ဒီဆရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကကြိုးစားရရှိတာတော့ကြိုးစားပါပေါ့ငွေကံကောင်းလိမ့်မယ်အဖို့တန်ပစ္စည်းဝယ်ယူစုဆောင်းမဲ့အစီအစဉ်အောင်မြင်တတ်တဲ့ကို့မှာအခြေအနေပေးတဲ့အတွက်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုတောင်ကောင်းသောကူညီထောက်ပံ့နိုင်ခြင်းမျိုးတွေပြုလုပ်ရတယ်။ဘသူ့အကြောင်းစိတ်ငါတာဝန်ယူမယ်။ဘသူနိုင်ငံခြားသွားမယ်အစီအစဉ်ရောငါကူညီပေးမယ်။ဘသူ့ငါအရင်လေးထုတ်ပေးလိုက်မယ်။စသဖြင့်ပေါ့ကို့မှာတတ်နိုင်လို့ကောင်းသောကူညီနိုင်ခြင်းမျိုးတွေကြုံရတတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့လည်းအလှမင်္ဂလာပေါ်လန်းတဲ့ကိစ္စတွေကြုံရတတ်တယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေယာထုစုထုပွဲထုနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကားတို့ယင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဦးစားပေးပြီးတော့စ조사တဲ့ပါတယ်။အခုရှိတာကသားသမီးအောက်လက်ငယ်သားတပီတပန်းအလုပ်သမားကိစ္စနည်းနည်းလေးစိတ်နှောက်ယှက်ဖြစ်ရတတ်တယ်။ရေတွင်းရေငံရေပိုက်တွေနဲ့ပတ်သက်တဲ့ကိစ္စလမ်းနယ်နမိတ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာနည်းနည်းလေးစိတ်နှောက်ယှက်လေးတွေဖြစ်ရတတ်တယ်။ကတလိုကိန်းမျိုးမှာဗုဒ္ဓသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာပေါ့နော်။ဘယ်နေ့တော့အရေးကြီးတဲ့ကိစ္စရှိတယ်ဆိုတဲ့နေမျိုးတွေရရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်လုံးအားကောင်းတဲ့ဓာတ်ကလေးပေါ့အဆင်ပြေတဲ့တင့်တော်တဲ့ဓာတ်ကလေးတစ်လုံးကြီးသေးဘာရောင်းရင်တဲ့ပစ္စည်းမှန်သမျှဆိုင်ခင်းပြီးရောင်းကားရောင်းညီရောင်းခြံရောင်းမှဖြစ်တော့ရောင်းရင်တဲ့ပစ္စည်းမှန်သမျှလုပ်ငန်းသုံးပစ္စည်းတွေအလုပ်တွေတိုးတက်လာဖို့အဲ့ဒီပစ္စည်းတွေကိုဓာတ်ကလေးတစ်လုံးနဲ့တိုးခောက်ပြီးဆိုတော့ဘယ်နည်းပဲချင်းပေါ့ဘယ်နဲ့ခောက်ရမဟုတ်တတိယရင်ခောက်အားရင်ခောက်ပြင်းရင်ခောက်နေဘာလို့မှမသိခောက်နေနော်ဘေးနာယောက်ျားကြီးလည်းသွားခောက်မိဦးမယ်သူကထွက်သွားအောင်မယ်နော်အဲ့တော့ရောင်းရင်တဲ့ပစ္စည်းလုံးမဲ့ပစ္စည်းတော့ခောက်ပေါ့ဒီလိုကာလမှာဗုဒ္ဓသားသမီးအတွက်ကံကောင်းလိုက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက2ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်ဗျာအိမ်နံပါတ်ခြံနံပါတ်9နံပါတ်တွေရွေးမယ်အချိန်ချက်နာရီတွေနေ့ရက်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်ဆိုရင်နှစ်တွေ900ကိုအတွက်ကံကောင်းလိုက်ရွှင်စေပါလိမ့်ဗုဒ္ဓသားသမီးတွေဒီကာလမှာကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကြီးကိစ္စတစ်ခုရှိတဲ့နေမျိုးကြရင်မြတ်စွာဘုရားမှာနွားတို့တစ်ခွက်နဲ့ကိတ်မုံတစ်ချက်အတွဲလိုက်ပြီပေါ့နွားတို့နဲ့ကိတ်မုံဘလို့နွားတို့ဘလို့ကိတ်မုံဖြစ်အချို့ရဒေသမှာနွားတို့အစ်စ်ကရှားလို့ ready made ဘူးရလားတဲ့နော်နို့စီဖြော်လို့ရနို့မုံဖြော်လို့နွားနို့ဖြစ်သွားရင်ပြီးတာပဲအဲ့နွားနို့တစ်ခွက်နဲ့ကိတ်မုံကလည်းဆူ6ထူပါကိတ်မုံဆိုတာဖြစ်ဖို့ပဲအဲ့ဒီအတွဲလိုက်လေးမြတ်စွာဘုရားမှာလှူပါသုံးမအပေါင်းအသင်းမိတ်ဆွေတွေကိုလည်းဒါနပြုလို့ရပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုလေးပြုပြီးတော့ပုဂ္ဂိုလ်သားသမီးမိတ်ဆွေများကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာ